The world needs to know what happened and to know what he stands for. That kind of power is very dangerous. Hello မင်္ဂလာပါစန်စစ်ကနေကြိုးဆိုလိုက်ပါတယ်လွန်ခဲ့တဲ့3ရက်လောက်က James Gunn ရဲ့ Superman trailer ကထွက်လာကြရဲဆိုတာအားလုံးလည်းသိမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ခေါင်းထဲမှာဝင်လာတဲ့တွေ့ရ James Gunn ရဲ့ Superman ပေါ်ချပြတဲ့ပုံစံနဲ့ Zack Snyder ရဲ့ Superman ပေါ်မြင်တဲ့အထင်မြင်တွေကကွဲလွဲနေတာကိုကျွန်တော်စတွေ့တယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာ James Gunn ရဲ့ Superman နဲ့ Zack Snyder ရဲ့ Superman အကြောင်းကိုရောက်တဲ့ရရပြောမှာပဲဆိုတော့ပထမဆုံးအနေနဲ့ကတော့Zack Snyder ရဲ့အကြောင်းကိုပြောမယ်ဆိုလို့ရှိရင် Zack Snyder ကခေတဲ့တိုင်တာတယောက်တော့မဟုတ်ဘူးဗျကျွန်တော်ကြည့်ဦးတဲ့ Zack Snyder ရဲ့ movie တွေထဲမှာဆိုရင်တော့300တို့တခြားဇာတ်ကားတွေတော့ကျွန်တော်မကြည့်ဘူးပေါ့ဗျာ300ဆိုလို့ရှိရင်တော်တော်လေးကြည့်ကောင်းပြီးတော့ယောက်ျားရင်းမာကြီးတွေကတိုက်ကြခိုက်ကြတာကိုကြည့်ရတာမျိုးအဲ့ဒီဇာတ်ကားမှာတော်တော်လေးကြည့်ကောင်းပြီးတော့တခါတလေမှာဆိုလို့ရှိရင်တော်တော်လေးကြက်သိမ်းထားမိတဲ့အထိကိုကောင်းတဲ့ဇာတ်ကားလို့ကျွန်တော်ကမြင်တယ်အဲ့ဒီဇာတ်ကားကိုကြည့်တဲ့အခါတိုင်းမှာလဲကျွန်တော်အတွက်ဘယ်တော့မှရိုးသွားတဲ့ခံစားချက်မျိုးမရဘူး Zack Snyder ရဲ့ style ကတော့သူ့ရဲ့ဇာတ်ကားတွေထဲမှာနှေးကွက်တွေနဲ့ပြတာအပြင်အမြဲတမ်း defend ထားနေတဲ့ပုံစံကသူ့ရဲ့ဇာတ်ကားတွေမှာမြင်နေရတာပဲအဲ့တော့သူ့ရဲ့နဲ့သူ့ဇာတ်ကတော့လိုက်တယ်အဲ့တော့ Zack Snyder ရဲ့ movie တွေကိုကြည့်မယ်ဆိုလို့ရှိရင်ငြိမ်ချောင်းတွေကတခုမှမရှိနေပဲနဲ့စက်နေရာကြီးကြမ်းတမ်းနေတာမျိုးဗျာတစ်ဖက်မှာလည်း James Gunn ကိုကြည့်မယ်ဆိုလို့ရှိရင် MCU မှာသူရိုက်ခဲ့တဲ့ Guardians of the Galaxy တို့ပြီးလို့ရှိရင်DC မှာရိုက်ခဲ့တဲ့ Suicide Squad တို့ဆိုလို့ရှိရင် Fancy ဆန်ဆန်ညင်ညင်ညောင်းညောင်းနေကြည့်နေရပြန်ရောဗျာအဲ့တော့ Guardians of the Galaxy နဲ့300ကိုရှင်ကြည့်မယ်ဆိုလို့ရှိရင် Zack Snyder နဲ့ James Gunn ရဲ့ပုံစံတွေကကွဲထွက်နေရကိုမြင်ရလိမ့်မယ်အဲ့တော့ Zack Snyder နဲ့ James Gunn ဟာအများဆန့်ကျင်ဘက်တွေပေးတဲ့ဒါရိုက်တာ2ယောက်လို့ပြောလို့ရတယ်ပေါ့ဗျာခုပြောမယ့်အကြောင်းအရာတွေကကျွန်တော်တယောက်တည်းအမြင်နဲ့ပြောတာဖြစ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်း Marvel တို့ DC တို့အကြောင်းနဲ့ဆက်ဆက်သိတယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်သိတဲ့လောက်ကိုပဲဒီနေ့ဗီဒီယိုလေးလုပ်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ character development ကိုပြောရမယ်ဗျ Zack Snyder ရဲ့ Henry Cavill Superman ကိုစပြီးတော့DCU မှာပွဲထုတ်တဲ့အချိန်မှာ Henry Cavill ရဲ့ Superman က Man of Steel မှာကလေးကကြမ်းတမ်းနေပြီးသားတစ်ဖက်မှာလည်း James Gunn ကတော့သူ့ရဲ့ Superman trailer ကိုစာမိုက်မြင်ရတဲ့လောက်တော့ Superman က weak ဖြစ်နေတဲ့ပုံစံမျိုးကိုဇာတ်ကားထဲမှာမြင်ရပြီးတော့ဇာတ်ကားထဲမှာပါတဲ့လူဆိုးတွေက Superman ကိုဝိုင်းပြီးတော့တီးနေကြတာကိုပဲကျွန်တော်ကမြင်နေရတယ်အဲ့ဒါက James Gunn က Superman ကိုတဖြည်းဖြည်းနဲ့ကြမ်းပြလာခြင်းနဲ့ကြမ်းပြလာမဲ့ပုံစံကိုချပြခြင်းလားလို့ကျွန်တော်ကတော့မြင်တယ် Zack Snyder ကတော့ Superman ရဲ့လိုဖြစ်လာကြတဲ့က Superman ကမေယိုကြီးထောင်ပြီးတော့ဗျာလောကရန်ကိုဘာမှဂရုမစိုက်ဖ ೇನೆ အုံနိုင်ဖုံးကွန်းနေလုပ်ပြရောပြီးတော့ Superman ရဲ့လို Man of Steel မှာစဖြစ်လာကြတဲ့ Superman ရဲ့ပုံစံက psycho ဝင်နေတဲ့လူတစ်ယောက်ပုံစံမျိုးမြင်ရရောအဲ့တော့ Zack Snyder ရဲ့ Superman ကိုကြည့်မယ်ဆိုလို့ရှိရင်ဇလန်တို့ပလော့တို့ကကောင်းရင်ကောင်းမနေပဲနဲ့ fight scene တွေကြည့်တာနဲ့ပဲအားရရနေရောဗျာ James Gunn ကတော့အလိုမဟုတ်ဘူးသူရိုက်ခဲ့တဲ့အရင်ရှေ့ဇာတ်ကားတွေ Guardians of the Galaxy မှာဆိုလို့ရှိရင်လေ Volume 1 Volume 2 Volume 3 သုံးကားလုံးပြည့်အောင်ကြည့်မှာ character တွေရဲ့ပြောင်းလဲလာတဲ့ character development ကိုကျွန်တော်တို့ကမြင်ရတာအဲ့ဒါကြောင့်မလို့ James Gunn နဲ့ Zack Snyder ကကွဲထွက်နေတဲ့ director 2ယောက်လို့ကျွန်တော်ကပြောချင်တာဒုတိယအချက်အနေနဲ့ကတော့လူသားဆန်မှုပဲဗျ Superman ဆိုတာဗျာလူတွေကြားထဲမှာနေတဲ့လူသားမိခင်တယောက်ကမွေးထားတဲ့ကြိုသားတယောက်ပေါ့ဗျာအဲ့ဒါကြောင့်မလို့ Superman ဟာအနည်းနဲ့အများတော့လူသားဆန်မှုရှိရမယ်အဲ့ဒါကလည်း Zack Snyder နဲ့ James Gunn ရဲ့ချပြမှုတွေကကွဲပြားနေရော Zack Snyder ရဲ့ Man of Steel မှာ Superman က VR ဆိုင်တစ်ခုမှာစပွဲတို့လုံနေတဲ့အချိန်ပေါ့ဗျာလူတယောက်က Superman ကိုအနိုင်ကျင့်ဖို့ကြားတဲ့အခါ Superman ကအဲ့လူရဲ့ truck ကားကြီးကိုဒုတ်တွေနဲ့ထိုးပြီးတော့လမ်းလေကောင်းကြီးမှာဖြတ်စည်းပစ်တာကို Man of Steel ကိုကြည့်ဘူးတဲ့လူတွေသိကြလိမ့်မယ်အဲ့ဒါက Superman ဆိုတဲ့ character ကိုနည်းနည်းအကြီးတန်းသွားစေမယ့်အချက်လို့ကျွန်တော်ကမြင်တယ်အဲ့ဒီစကားကိုကြည့်နေတဲ့အချိန်မှာတော့ဗျာကိုယ့်ကိုရန်ရှာတဲ့လူကိုပြန်ပြီးတော့ပညာပြတာမှန်ပေမဲ့တကယ် Superman အကြောင်းကိုထဲထဲဝင်ဝင်နားလေတဲ့သိတဲ့လူတွေအတွက်ကျတော့အဲ့ဒီအချက်ကအပြစ်ပြောစရာဖြစ်နေပြန်ရောအဲ့လိုပဲ James Gunn ရဲ့ Superman မှာတော့ trailer မှာကြည့်ရသလောက်တရားရုံးရှိမှာတောသားတွေကဆန္ဒပြ
တန်ဘူးနဲ့ကောက်ထုနေတာကိုမျက်စိကြီးမှိတ်ပြီးတော့အန်နေကြိတ်ပြီးတော့ခံနေရတာကိုမြင်ရတယ်အဲ့ဒါအပြင်ဘိုရေးဗီးယားဆိုတဲ့အတိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေရကြောင်းလူတွေကတေးကြနေရောအဲ့ဒါကြောင့်မလို့စူပါမန်ကလူတွေတေးတာကိုမကြည့်ရလို့စစ်ပွဲတွေကိုသွားပြီးရက်ပစ်တယ်ပေါ့ဗျာလူသားဆန်နေဆိုတော့အဲ့ဒါပဲဗျကျွန်တော်ကဆိုရင်လေစူပါမန်နေရာမှာဆိုလို့ရှိရင်အဲ့လိုပဲလုံးမိပါပဲအဲ့ဒါကြောင့်မလို့ James Gunn ရဲ့စူပါမန်ကပို့ပြီးတော့လူသားဆန်နေဆိုတာကိုကျွန်တော်ကပြောချင်တာတတိယချက်အနေနဲ့ကတော့ရိုက်ပုံရိုက်ကွင်း Zack Snyder နဲ့ James Gunn ရဲ့ဇာတ်ကားတွေကိုအကြည့်ဘူးတဲ့လူတွေဆိုရင်သိမှာပဲနီးစပ်ဆုံး Zack Snyder movie မှာ Zack Snyder က Superman ကို Defender လုပ်ပစ်တာဗျအဲ့ဒါကိုက Zack Snyder ရဲ့လွဲမားနေတဲ့အချက်ပဲမသိလို့ရှိရင်ရုပ်ရှင်ကြည့်နေတဲ့လူက Injustice Live Action Movie ကိုကြည့်နေရတယ်လို့ပဲတကယ်လဲ Defender လုပ်ချင်တယ်ဆိုလို့ရှိရင် DC မှာဆိုလို့ရှိရင် Batman ရှိတယ်ဗျ Batman ဆိုတဲ့ character ကမိခင်လဲတည်တယ်ပြီးတော့ဖခင်လဲတည်တယ်ပြီးလို့ရှိရင်သူ့မှာရင်ဖွင့်စရာဆိုလို့ဘယ်သူမှမရှိနေပဲနဲ့အများအား psycho ဝင်နေတဲ့ပုံစံမျိုးနဲ့ရီလဲမရီပြုံးလဲမပြုံးနေတဲ့ character အဲ့ဒီ character မျိုးကို Zack Snyder ကင်တွယ်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကြည်ကောင်းတယ်ပြီးတော့သူ့ရဲ့ Defender logic နဲ့လည်းတော်တော်လေးကြိုက်James Gunn ကတော့အဲ့လိုမဟုတ်ဗျ Superman ဆိုတာ deep and dark နေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ Superman ဟာလူတွေကြားမှာနေတဲ့လူသားဆန်ပြီးတော့ power တွေပြည့်နေတဲ့ဂျိုသားတစ်ယောက်ဆိုတာကိုပြချင်ပြီးတော့ Superman ဆိုတာလူတွေကြောက်ရတဲ့အနက်ဖျားတစ်ပါးမဟုတ်ဘဲနဲ့လူတွေမျောလင်းချက်ထားလို့ရတဲ့hope ဆိုတဲ့မျောလင်းချက်ရောင်ကြီးလေးဆိုတာကိုသူကချပြခြင်းနာပဲတကယ်လဲလက်တွေ့မှာအဲ့လိုမြင်နေရတာပဲ DC ကအမြဲတမ်း Defender နေရမယ်ဆိုတဲ့ logic က Zack Snyder ကနေပြီးတော့ fan တွေရဲ့အုံနောက်ထဲကိုရိုက်သွင်းခဲ့တဲ့ love ဂျစ်အမှားတစ်ခုပေါ့ဗျာကျွန်တော်ကိုယ်တိုင်လည်းကလေးဘဝကနေပြီးတော့အခုချိန်ထိဆွဲကြံနေတော့မယ်အဲ့တော့ DC ဆိုတာနဲ့ Defender ရမယ်ဆိုတဲ့အတွေးကအခုချိန်မှာဖြောက်ကိုဖြောက်သိမ်းနေပြီလို့ကျွန်တော်ကဆိုလိုချင်တာဗျာစရုပ်ထအချက်အနေနဲ့ကတော့ comic accurate ဆန်တာပဲအဲ့ဒီချက်ကလည်း Zack Snyder နဲ့ James Gunn ရဲ့ကြားမှာတိတိတသားကွဲပြားနေတာမျိုးဥပမာ Superman ကဘေးအပြင်ထုတ်ဝက်တာမျိုးပေါ့ဗျာအဲ့ဒါကခင်းနောက်ပြန်ဆွဲရပဲပြောပြီးတော့ကလီကလားဆန်နေပဲပြောဗျာတစ်ဖက်မှာလည်းအဲ့ဒီအချက်က comic accurate ဆန်နေဆိုပြီးတော့လက်ခံကြတဲ့လူတက်တက်ကရှိနေတာပဲကျွန်တော်အမြင်ရဆိုရင်တော့ Zack Snyder ရဲ့ Superman စုကိုပို့ပြီးတော့သဘောကျတယ်ကျွန်တော်ရဲ့အတွေ့အရဆိုလို့ရှိရင်တော့လက်တွေ့ကျွန်တော်တို့ကဘာမှလဲ Superman လို့ super hero တွေရှိမယ်ဆိုလို့ရှိရင်တော့ဘယ် super hero ကမှဘေးကြီးအပြင်ထုတ်ဝဲပြီးတော့ရှောက်သွားနေမှာမဟုတ်ဘူးလို့ကျွန်တော်ကခံယူထားတာကြောင့်ပဲဒါပေမဲ့လက်တလောအနေထားရဆိုရင်တော့ James Gunn ရဲ့ Superman ကလည်းမစိုးဘူးဆိုတာကိုလက်ခံရမှာပဲပြီးတော့ James Gunn က comic ထဲမှာမထင်မရှားဖြစ်နေတဲ့ character တွေကိုအများအားဆွဲထုတ်ပြီးတော့ပရိသတ်တွေကိုချပြနေတာမျိုးအဲ့ဒါကလည်း DC ဆိုတာနဲ့ Superman Batman ကိုပဲပြေးမြင်နေရတဲ့အတွေးတွေကလွတ်မှာအဲ့ဒါကြောင့် Zack Snyder တက်စားလို့ရှိရင် James Gunn ကပို့ပြီးတော့credit တော့ရှိတယ်လို့ပြောလို့ရတယ်ပြင်စမမြောက်အချက်အနေနဲ့ကတော့ character တွေကြားမှာရှိတဲ့ relationship James Gunn ချပြတဲ့ Superman နဲ့ Lois Lane ကြားထဲမှာရှိတဲ့ relationship ကိုကျွန်တော်တို့ကမြင်ကြရပြီးတော့ Superman ရဲ့လူသားဆန်မှုတွေကိုလည်းကျွန်တော်တို့ကမြင်ပြီးသားပြီးတော့ Superman ရဲ့ weak ဖြစ်နေတဲ့ပုံတွေကိုလည်းကျွန်တော်တို့ကဒီဇာတ်ကားမှာမြင်ရမှာပဲအဲ့ဒါကြောင့်မလို့ James Gunn က character နဲ့ကြည့်တဲ့လူတွေရဲ့ကြားမှာအလန်းကွာမနေအောင်ချပြရတဲ့ director ကောင်းတစ်ယောက်ဆိုတာကိုကျွန်တော်တို့ကလက်ခံရမှာပဲအဲ့တော့အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Zack Snyder နဲ့ James Gunn ကအများအားဆန့်ကျင်ဘက်တွေပဲဖြစ်နေပြီးတော့ Zack Snyder ကကလာကားတွေရိုက်နေတဲ့အချိန်မှာ James Gunn ကတော့တရုတ်ကားတွေကိုရိုက်နေမှာပဲ Zack Snyder ကကလာကားတွေလိုကြမ်းတမ်းနေတာမျိုးတွေရိုက်နေတဲ့အချိန်မှာ James Gunn ကတော့သူ့ရဲ့ဇာတ်ကားတွေသူ့ရဲ့ character တွေကိုဇလန်ပိုင်းတွေများရင်များပါစေဗျာငိမ့်ငိမ့်ညောင်ညောင်လေးပဲသွားမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကမြင်ရတာပဲပြီးတော့ကျွန်တော်ထပ်ဆောင်းပြီးတော့ဖြည့်ဆွတ်ခြင်းနဲ့ဖြည့်ဆွတ်ပြီးတော့ပြောခြင်းတဲ့အချက်ကတော့ Zack Snyder ကတကယ်တော်တဲ့ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်ပေမဲ့သူကဇညွန်းနေပါတွေမှာတော့နည်းနည်းလေးအားနည်းတယ်လို့ကျွန်တော်ကမြင်တယ်ဘာဖြစ်လို့လဲဆိုတော့ DCU ကြီးဖေးသွားတဲ့နောက်ပိုင်းမှာ Zack Snyder လည်း DCU ကနေထွက်ပြီးတော့ James Gunn ကလည်းDC ရဲ့ CEO ဖြစ်လာတဲ့အချိန်မှာ Zack Snyder ကNetflix မှာ Rebel Moon ဆိုတဲ့ဇာတ်ကားကိုသူ့ခြေသူ့လက်နဲ့သူ့စိတ်တိုင်းကြဖန်တီးရတာကိုဒါပေမဲ့အဲ့ဒီဇာတ်ကားမှာသူ့ရဲ့ Defender နေတဲ့ပုံစံမျိုးတွေပြီးတော့character တွေကိုကြမ်းတမ်းနေတဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့ကမြင်ရပေမဲ့ဇလန်းဇက်ကွက်ကြီးကရိုးရှင်းနေပြီးတော့ကြည့်လို့မကောင်းတာကိုကျွန်တော်တို့ကမြင်ရပြန်ရောအဲ့ဒါကြောင့်မလို့ကျွန်တော်က Zack Snyder ကဒါရိုက်တာကောင်းတစ်ယောက်ဖြစ်ပေမဲ့ဇညွန်းပိုင်းမှာအားနေတဲ့လူတစ်ယောက်လို့ကျွန်တော်ကပြောချင်တာ
ဘာပဲဖြစ်ဖြစ်ဇက်စနိုက်ဒါကိုလည်းကျွန်တော်တို့ရဲ့ဘဝတွေကိုအမြင်ဆန်းနဲ့စူပါမန်ပုံစံကိုချပြပေးတဲ့အတွက်ကျေးဇူးတင်တယ်အဲ့တော့ Zack Snyder ကိုအခုချိန်မှာ DCU ရဲ့အခြား project တွေမှာမြင်ကျင်ပါသေးတယ်ပြီးတော့ James Gunn ရဲ့ပွဲထွက်မဲ့ Superman movie ကိုလည်းဝိုင်းဝန်းပြီးတော့အားပေးကြဖို့ကျွန်တော်ကဒီကနေတိုက်တွန်းတယ်အဲ့ဒါမှလည်းကျွန်တော်တို့လိုချင်တဲ့ DCU ရဲ့အနာဂတ်ကတောက်ပလာမှာအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဖန်တီယာတည်နေတဲ့ Superman movie တွေနဲ့ Batman ရဲ့နောက်ဖေးလန်းကြားမှာမိဘတွေတည်နေတဲ့ဇာတ်ကားတွေကိုပဲကျွန်တော်တို့ကကြည့်နေရအောင်ပါပဲဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကအသစ်ဖြစ်တာကြောင့် like and subscribe လေးလုပ်ပြီးတော့အားပေးကြလို့ရပါတယ်နောက်ထပ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေဇာတ်ကားတွေနဲ့အကြောင်းအရာတွေကိုတင်ဆက်ရင်းနဲ့ပြန်လာခဲ့ပါမယ်နောက်ထပ်ဗီဒီယိုတွေပါပဲပြန်တွေ့ပါမယ်